မင်္ဂလာပါရှင် DND Burmese Channel ကနေကြိုဆိုလိုက်ပါတယ်။ဤပညာတွေတိုးတက်လာတာနဲ့အမျှ online ပေါ်မှာလိမ်ညာပြီးချင်းချောက်ငွေညက်တဲ့ဖြစ်စဉ်တွေကိုမကြာခဏဆိုသလိုကြားသိလာရပါတယ်။အထူးသဖြင့်တော့လူငယ်လူရွယ်တွေဟာ online ပေါ်မှာလိမ်မိုင်းဆိုင်ရာလိမ်ညာမှုထောင်ချောက်တွေကိုအလွယ်တကူဝင်သွားနိုင်ကြပြီးနောက်ဆက်တွဲအနေနဲ့အရှက်ရဝယ်ကိစ္စတွေကိုကြုံလာရတတ်ပါတယ်။ဒီနေရာမှာလိမ်မိုင်းဆိုင်ရာလိမ်ညာမှုတွေကတဆင့်ချင်းချောက်ငွေညက်မှုအကြောင်းကိုရှင်းပြပေးခြင်းပါတယ်။အဲ့ဒါကို sextortion လို့ခေါ်ပါတယ်။ sextortion ဆိုတာကဘာလဲ။ sextortion လိမ်ညာမှုကိုဘယ်လိုလုပ်ကြလဲ။အဲ့ဒီလိုလုပ်ဖို့ဘယ်လိုချင်းကပ်ကြလဲစတဲ့သတိပြုအစဉ်ကျင်စရာတွေကိုပြောပြပေးကြမှာဖြစ်တဲ့အတွက်အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်နော်။ sextortion ဆိုတာလိမ်မိုင်းဆိုင်ရာဖြစ်တဲ့ sex နဲ့ချင်းချောက်ငွေညက်တဲ့ extortion တို့ကိုပေါင်းစပ်ထားတဲ့စကားလုံးအသုံးအနှုန်းဖြစ်ပါတယ်။အတိတ်ပဲအပြည့်စုံပြောရမယ်ဆိုရင်လိမ်မိုင်းဆိုင်ရာလိမ်လည်မှုကတဆင့်ချင်းချောက်ငွေညက်ခြင်းလို့ဖွင့်ဆိုနိုင်ပါတယ်။ sextortion ဆိုတာတင်ဘသူလဲအသက်ဘလောက်လဲတင့်ကိုတင်ဘလောက်ဂရုစိုက်လဲဆိုတာဘာမှမလိုပါဘူး။ sextortion လိမ်လည်မှုကျွမ်းကျင်သူတွေကတင့်ကိုသူတို့ထောင်ထားတဲ့ထောင်ချောက်ထဲအလွယ်တကူကျသွားအောင်လုပ်နိုင်တဲ့ကျွမ်းကျင်တဲ့လူတွေဖြစ်ပါတယ်။အဆိုးဆုံးကတော့အစပိုင်းမှာဘာထိခိုက်မှုမှမရှိပါဘူး။ message လေးတစ်ကြောင်း friend request တစ်ခုတည်းနဲ့ပဲစတင်ပါတယ်။သူတို့တွေကချစ်ဖို့ကောင်းတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့မိတ်ဆွေဖြစ်ချင်တဲ့သစိမ်းတယောက်လိုပုံစံနဲ့တင့်ကိုချင်းကပ်မှာဖြစ်ပါတယ်။ဒါပေမဲ့နောက်ွယ်မှာတော့သူတို့တွေဟာတင့်ရဲ့အကြောက်တရားအရှက်တရားကိုအသုံးချပြီးတင့်ကိုလွှမ်းမိုးချုပ်ကိုင်မှုအစီအစဉ်နေတဲ့လူတွေဖြစ်ပါတယ်။တစုံတစ်ယောက်ကတင့်ရဲ့ကိုရေးကိုယ်တာဓာတ်ပုံတွေဗီဒီယိုတွေဒါမှမဟုတ် message တွေကိုအသုံးချပြီးချင်းချောက်နိုင်ပါတယ်။ချင်းချောက်တဲ့နေရာမှာသူတို့တွေကတင့်ရဲ့အဝတ်ဗလာနဲ့ပုံတွေကိုတောင်းဆိုတာပဲဖြစ်ဖြစ်ငွေကြေးတောင်းဆိုတာမျိုးတွေပဲဖြစ်ဖြစ်လုပ်လေးရှိပါတယ်။တခါတလေတင့်ဘဏ်အကောင့်ကိုဝင်ရောက်ခွင့်တောင်းတကြပါတယ်။ဘလို့နီးလက်နဲ့ပဲဖြစ်ဖြစ်သူတို့ရဲ့အဓိကလက်နက်ကအကြောက်တရားဖြစ်ပြီးသူတို့ရဲ့ရည်မှန်းချက်ကထိန်းချုပ်ဖို့ဖြစ်ပါတယ်။လိမ်လည်တဲ့လူအများစုကဒီလိုတူညီတဲ့နီလန်ကိုအသုံးပြုကြတာပါ။ profile အတုအယောင်တွေတင်ထားမယ်တခါတလေအရင်ဆွဲဆောင်မှုရှိတဲ့ဓာတ်ပုံတွေလိုမျိုးပေါ့။အဲ့ဒီအတုအယောင် profile သုံးပြီးရင်းနှီးခင်မင်ခြင်းတဲ့ message တစ်စောင်ပို့လာမယ်။အဲ့ဒီကနေသူတို့တွေကတင့်ကိုချီးကျူးမယ်တင်းနဲ့ပျောပရီလုပ်ပါလိမ့်မယ်။သူတို့တွေကအထီးကျန်နေလို့ဒါမှမဟုတ်ပြင်းနေလို့ဒါမှမဟုတ်သူတို့တွေကချစ်ကျွမ်းဝင်တတ်တာမြန်ဆန်လို့ဆိုပြီးတော့ပြောလာပါလိမ့်မယ်။သူတို့ပြောသမျှအကြောင်းအရာတွေအလုံးကပြန့်ကျဲနေပြီးတင့်ကိုစိတ်လှုပ်ရှားစေပါလိမ့်မယ်။အဲ့ဒီအဆင့်ပြီးရင်တော့ရုတ်တရက်တင့်ရဲ့ကိုရေးခိုတာကိစ္စကိုတောင်းဆိုလာပါလိမ့်မယ်။ဥပမာဓာတ်ပုံတစ်ပုံလိုမျိုးပေါ့ဒါမှမဟုတ်ဗီဒီယိုကောစပြောဖို့စ조사တာမျိုးလိုမျိုးပေါ့သူတို့တွေကကိစ္စတိုင်းကိုယုံကြည်ချက်ရှိရှိပေါ့ပပြုမှုလာပါလိမ့်မယ်ဒါပေမဲ့တင့်ရဲ့ဓာတ်ပုံတစ်ပုံရသွားတဲ့အခါမျိုးမှာဖြစ်ဖြစ်ဗီဒီယိုကောပြောပြီးသွားရင်ပဲဖြစ်ဖြစ်သူတို့တင့်အပေါ်ဆက်ဆံမှုကချက်ချင်းပြောင်းလဲသွားပါလိမ့်မယ်ချိုမိန်နေတဲ့အတက်ကချက်ချင်းအေးဆက်လာတာမျိုးခင်မင်ကျင်လို့ပို့တဲ့စာတွေကချင်းချောက်စာဖြစ်လာတာမျိုးတင့်ရဲ့ content list screenshot တွေပြလာတာမျိုးလောက်လာပါလိမ့်မယ်သူတို့စကားကိုနားမထောင်ဘူးဆိုရင်တင့်ရဲ့ကိုရေးကိုရာဓာတ်ပုံတွေကိုတင့်မိသားစုတငယ်ချင်းမိတ်ဆွေနဲ့လုပ်ငန်းခွင်ကလူတွေစီပို့လိုက်မှာမျိုးစတဲ့ချင်းချောက်မှုတွေလောက်လာပါလိမ့်မယ်လူအများစုအတွက်ကတော့ဒါကအကြီးစားထိတ်လန့်မှုကြီးဖြစ်ပါတယ်အရာအလုံးပုံမှန်အတိုင်းဖြစ်နေရကနေထောင်ချောက်ထဲပိတ်မိသွားတဲ့ခံစားချက်ကြီးရလာပါလိမ့်မယ်လိမ်လည်တဲ့လူကဒီအချက်ကိုကောင်းကောင်းသိထားပါတယ်တင့်ရဲ့စိတ်ရှုပ်ထွေးမှုကသူတို့ရဲ့အားသာချက်ဖြစ်နေလို့ပါတင့်ကိုကြောက်လန့်စေမယ်စိတ်ရှုပ်လာစေမယ်တိတ်ဆိတ်သွားစေမယ်ဘာလို့လဲဆိုတော့တင့်ရဲ့တိတ်ဆိတ်ခြင်းကသူတို့တင့်ကိုထိန်းချုပ်နိုင်ပြီဆိုတဲ့သဘောဖြစ်နေလို့ပါကျူးလွန်ခံရသူအများစုကသူတို့ကြောက်ရွံ့တဲ့အတွက်ဒီကိစ္စကိုဘယ်သူမှအထုတ်မပြောကြပါဘူးဒါပေမဲ့တိတ်ဆိတ်ခြင်းဆိုတာလိမ်လည်မှုကျူးလွန်သူတွေဖြစ်စေခြင်းတဲ့ကိစ္စဖြစ်တယ်ဆိုတာကိုအမြဲတမ်းအမှတ်ရနေသင့်ပါတယ်sextortion လုပ်တဲ့လူတိုင်းကသစိမ်းနေတော့မဟုတ်ပါဘူးဖြစ်စဉ်အများစုမှာဆိုရင်လက်တွဲပေါ်ဆက်ဆံရေးထဲမှာလည်းဖြစ်တတ်ပါတယ်ကိုယ့်လက်တွဲပေါ်ဒါမှမဟုတ်ရီးစားဟောင်းကသူနဲ့အတူရှိနေခြင်းကကိုယ့်ရဲ့အဝတ်ပလာခြင်းဓာတ်ပုံတွေကိုအသုံးချပြီးချင်းချောက်ငွေညစ်တတ်ပါတယ်ဒီလိုကြုံလာတဲ့အခါယုံကြည်မှုမိမိကိုယ်အလေးထားမှုနဲ့စိတ်ခံစားချက်ပိုင်းဆိုင်ရာလုံခြုံမှုတွေကပျက်စီးလာတတ်ပါတယ်အစိုးဆုံးအခြေအနေကတော့ကိုအပြစ်တင်လာခြင်းမှာငါအမှားလုပ်မိပြီးငါဒီထက်ပိုပြီးခရူးစိုက်တဲ့နဲ့စသဖြင့်ပေါ့ဒါပေမဲ့အမှန်ကတော့ကျူးလွန်ခံရသူဟာအပြစ်တင်ခံရဖို့မထိုက်တန်ပါဘူး sextortion ဆိုတာပြစ်မှုပါကြိုးကင်ချဲလဲတယ်ဆိုတာပြစ်မှုပါတားရဲကတားကောင်ရဲ့အကြောက်တရားကိုအသုံးချတာဖြစ်ပါတယ်
နောက်ထပ် sextortion လုပ်နိုင်တဲ့ပုံစံကတော့ hacker တွေဖြစ်ပါတယ်။ hacker တွေကသင်ရဲ့ဖုန်း၊ email ဒါမှမဟုတ် cloud storage တွေကို hack မယ်။သင်ရဲ့ကိုယ်ရေးကိုယ်တာပုံတွေ၊ဗီဒီယိုတွေဒါမှမဟုတ်သီးသန့်စကားပြောဆိုထားတာတွေကိုရှာဖွေပြီးတော့လူသိရှင်ကြားဖော်ထုတ်မယ်လို့ချိန်ချောက်ဖို့ပဲဖြစ်ပါတယ်။တချို့ဖြစ်စဉ်တွေမှာတော့ချိန်ချောက်တဲ့လူတွေကအတူရောက် screenshot ဒါမှမဟုတ်တီးဖြတ်ထားတဲ့ပုံတွေကိုသုံးကြပါတယ်။သင်ကိုအကြောက်တရားခံစားရအောင်လုပ်ပြီးရင်သင်အနေနဲ့ရှင်းရှင်းလင်းလင်းမတွေးတောနိုင်တော့တဲ့အခါသူတို့ကလိုတလိုခိုင်းစီလာပါတော့မယ်။ကျူးလွန်ခံရသူရဲ့စိတ်ခံစားချက်တရားမှုကလည်းကြီးမားပါတယ်။ကျူးလွန်ခံရသူတွေဟာအပြစ်ရှိစိတ်၊ရှက်ရွံ့စိတ်၊ကြောက်ရွံ့စိတ်နဲ့စိုးရိမ်စိတ်တွေခံစားရတတ်ပါတယ်။တချို့တွေဆိုရင်သူတို့ရဲ့ဂုဏ်သိက္ခာတစ်ခုလုံးဆုံးရှုံးသွားပြီလို့တောင်တွေးတောတဲ့လူတွေရှိပါတယ်။တချို့တွေကအခြားဘသူကိုမှမပြောရဲလို့ကြိတ်မိတ်ဖြည့်ရှင်းနေရတာမျိုးတွေလည်းရှိပါတယ်။ဒါပေမဲ့လူအများစုမသိတာက sextortion လုပ်ခံရတယ်ဆိုတာကိုတယောက်တည်းမဟုတ်ပါဘူး။ကမ္ဘာပေါ်ကလူပေါင်းတန်းနဲ့ချီပြီးကြုံတွေ့နေရပါတယ်။အဲအားကြောင့်တိထားမှာတစ်ခုကသင်ဟာအားနည်းတဲ့လူမဟုတ်ဘူးဆိုတာပါပဲ။ sextortion ဆိုတာကိုနားလည်သွားပြီဆိုရင်ကိုကာကွယ်ဖို့နည်းလမ်းတွေအများကြီးရှိပါတယ်။ပထမအချက်အနေနဲ့လူတိုင်းကပြစ်မှတ်ထားခဲ့ရနိုင်ပါတယ်။နာမည်ကြီးလူတော်တွေတောင်မကြမ်းပါဘူး။လိမ်လည်တဲ့လူတွေကပြစ်မှတ်ကိုအားနည်းတဲ့လူတွေကိုရွေးပြီးလုပ်တာမျိုးမဟုတ်ပါဘူး။အခွင့်အလမ်းပေါ်အခြေခံပြီးတော့ပြစ်မှတ်ရွေးကြတာပါ။တစုံတစ်ယောက်က online မှာသင်ရဲ့ကိုယ်ရေးကိုယ်တာဓာတ်ပုံတွေတောင်းလာပြီးဆိုရင်ဒါကသတိထားစရာလက္ခဏာဖြစ်ပါတယ်။ကောင်းမွန်တဲ့ဆက်ဆံရေးတွေမှာဘသူကမှသင်ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ကိုယ်ရေးကိုယ်တာဓာတ်ပုံတွေကိုလိုအပ်နေမှာမဟုတ်ပါဘူး။သင်ဟာ sextortion လုပ်ခံရနေပြီဆိုရင်တိလိုက်ပြီလို့အခါမှာအရေးကြီးဆုံးကတော့စိတ်ကိုတည်ငြိမ်အောင်ထားဖို့ပဲဖြစ်ပါတယ်။နောက်ထပ်ဓာတ်ပုံတွေကိုထပ်မပို့နဲ့တော့ပတ်စံလည်းမပေးနဲ့တောင်းလည်းမတောင်းမှန်နဲ့လိမ်လည်တဲ့လူတွေကသင်တစ်ခုခုပို့လိုက်ပြီးတာနဲ့သူတို့ကပို့လို့ချင်ကြတဲ့လူတွေဖြစ်ပါတယ်။သူတို့တွေကရုတ်တရက်ရက်တန့်သွားမှာမဟုတ်ပါဘူး။သူတို့လိုချင်တာကတင့်တက်ပုံတွေမဟုတ်ပါဘူး။တင့်ရဲ့အကြောက်တရားပါ။တင့်အနေနဲ့သူတို့တွေကိုဘာမှဆက်ပြီးမတုံ့ပြန်တော့ရင်သူတို့ရဲ့စွမ်းအားတွေကစတင်လျော့နေလာပါလိမ့်မယ်။ဒုတိယအဆင့်အနေနဲ့တင့်ကိုချင်းချောက်လာတာတွေကို screenshot ရိုက်ထားပါ။လိမ်ညာတဲ့လူကို block ပါ report လုပ်ပါ။ကမ္ဘာတဝန်းလုံးကတရားဥပဒေစိုးမိုးရေး agency တွေကနေ့စဉ်ဒီလိုကိစ္စတွေကိုရင်ဆိုင်ဖြေရှင်းနေရပါတယ်။ဒီရာဇဝတ်သားတွေကတစ်ချိန်တည်းနဲ့လူပေါင်းရာချီကိုပြစ်မှတ်ထားနေတာပါ။တင့်တယောက်တည်းကိုမဟုတ်ပါဘူး။တင်ကသူတို့စကားကိုနားမထောင်ဘူးဆိုတာသူတို့သိသွားတာနဲ့တပြိုင်နက်တင့်ကိုလစ်လူရှုသွားတော့မှာပါကျမတို့အနေနဲ့ sextortion ကိုပို့ပြီးတော့နားလည်လာလေကိုနဲ့အခြားလူတွေကိုပို့ပြီးတော့အကာအကွယ်ပေးနိုင်လေပဲဖြစ်ပါတယ်အရှက်တရားဆိုတာကရာဇဝတ်သားတွေအတွက်ဖြစ်ပါတယ်နစ်နာတဲ့လူတွေအတွက်မဟုတ်ပါဘူးလူတွေအနေနဲ့လိမ်လည်သူတွေကနစ်နာသူတွေရဲ့အကြောက်တရားကိုပို့ပြီးလိုအပ်တယ်ဆိုတာကိုသိထားသင့်ပါတယ်sextortion လုပ်ခဲ့ရတယ်ဆိုတာအသင်အမှားမဟုတ်ပါဘူးတင်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်ပြီးအကူအညီရယူဖို့ထိုက်တန်ပါတယ်။နည်းပညာနဲ့အလွယ်တကူချိတ်ဆက်နိုင်တဲ့ကမ္ဘာကြီးမှာအမြဲတမ်းသတိရှိနေဖို့ကအကောင်းဆုံးကာကွယ်မှုပဲဖြစ်ပါတယ်။ဒီဘဟုတုတလေးကိုမျှဝေပေးမယ်ဆိုရင်ဒီလိုထောင်ချောက်ထဲကျနေတဲ့လူတိုင်းကိုအကူအညီပေးရလေရောက်ပါတယ်။နောက်ထပ်လည်းဒီလိုဘဟုတုတရစီမဲ့ဗီဒီယိုတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ DND Burmese Channel လေးကို like နဲ့ subscribe လုပ်ထားပေးပြီးတင်သမျှဗီဒီယိုတိုင်းကိုလက်မလွတ်ပဲကြည့်ရှုနိုင်ဖို့အတွက် notification ခလုံးလေးကိုလည်းနှိပ်ထားပေးပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။